တန်လင်းကြောက်တန်းရေလဲဖျားကိုရောက်ဖူးကြမှာပါဒါပေမဲ့ရေဘလောက်ပဲတက်တက်ဒီဖျားရဲ့ရေမြင့်တော်ပေါ်ကိုရေမကျော်နိုင်တာဟာတာမန်တဘာဝတရားကြောင့်ပဲလားဒါမှမဟုတ်လူတွေပြောလို့ရှိတဲ့ရေအောက်ကငကားအဆောက်အအုံတွေကြောင့်လားဒီနေ့ပလက်ပိုက်မှာမြန်မာပြည်ရဲ့ဒီစမ်းကျက်ထားတဲ့လှုပ်ဝက်ချက်အကြောင်းကိုအသေးစိတ်ပြောပြသွားမှာပါကြောက်တန်းရေလဲဖျားမှာရှေးကလေးကနာမည်ကြီးတဲ့အံ့ဖွယ်၃ပါးရှိပါတယ်နံပါတ်1မြင့်ရေဘလောက်တက်တက်ဖျားဝင်းထဲကိုရေဘတော်မှမကျော်တာနံပါတ်2ဖျားဘူးဘလောက်ပဲများများရေမြင့်တော်ပေါ်မှာအမြဲတမ်းနေရာဆန့်နေတာနံပါတ်3နောက်ဆုံးတစ်ခုကတော့ဖျားဝဲအတွင်းကိုကြီးကန်းတွေဘယ်တော့မှမနားတာပါပဲဒါကိုသိပ္ပံနေကြကြည့်ရင်တော့မြင်းရဲ့ရေစီးကြောင်းလဲကြောင်းပြောင်းလဲမှုနဲ့ကြောင်းဆောင်ရဲ့တိဆောက်ပုံကြောင်းလို့ယူဆနိုင်ပေမဲ့ဖျားရင်မြင်ပေါ်မှာခန်းစားရတဲ့အေးစိမ့်လာတဲ့လေထုကတော့တခုခုထူးခြားနေတယ်လို့ပါပဲတနာရီတွေအရတော့ဒီဖျားကြီးကိုငကားမင်းတွေကရေအောက်ကနေကြောကုန်းနဲ့ပေးမထားတာကြောင့်ရေမမြုပ်တာလို့ယုံကြည်ကြပါတယ်တချို့ဖျားဘူးတွေဆိုရင်ဖျားပေးကမြင်းရည်ပြင်းထဲမှာထူးဆန်းတဲ့အကျေးကွန်ကြီးတွေနဲ့တတဝါကြီးတွေကိုမြင်ခဲ့ရတယ်လို့တောင်ဆိုကြပါတယ်ဒါဟာကြည်လင်တဲ့တရားတရားကြောင့်မြင်ရတဲ့အာယုံလားဒါမှမဟုတ်တကယ်ပဲအဆောက်အအုံငကားတွေရှိနေတာလားဒါဟာမြန်မာပြည်ရဲ့ဖြည့်ရှင်းမရသေးတဲ့စမ်းကြယ်တဲ့ဒဏ္ဍာရီတစ်ခုဖြစ်နေစေပါတင်တို့ရောကြောက်တန်းရေလဲဖျားကိုတွိုင်းနေထူးဆန်းတဲ့အတွေ့အကြုံတွေကြုံမှုကြလားတင်တို့အမြင်နဲ့ကိုယ်တိုင်ကြုံခဲ့ရတာတွေကိုကောမန့်မှာဝေမျှပေးခဲ့ကြပါဦးမြန်မာပြည်ကအခုလိုစမ်းကြယ်တဲ့လှုပ်ဝက်ချက်တွေကိုဆက်ကြည့်ဖို့ platform ကို follow လုပ်ထားလိုက်ပါဦးနော်